အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ဆက်လက်ပြီးတော့မှတင်ဆက်ပေးသွားမယ့်ရတရားလေးကတော့တနင်္ဂနွေသားသမီးနဲ့စနေသားသမီးတို့ရဲ့အိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့မှအခက်အခဲများစွာကျော်လွှားနိုင်ဖို့အတွက်လုပ်ပေးရမယ့်ရတရားလေးဖြစ်ပါတယ်ကိုကတနင်္ဂနွေသားသမီးကိုအိမ်တော်ဘက်ကစနေသားသမီးဖြစ်နေရမယ်เนาะဒီရတရားလုပ်မယ်ဆိုရင်တော့လုပ်ပေးရမယ့်ရတရားလေးကတော့ကိုရဲ့အိမ်တော်ဘက်ရဲ့အင်ကြီးကိုပခုံးပေါ်တင်ပြီးတော့မှနမော၅ချက်ကာတာကို၅ခေါက်ရွတ်ဆိုပါနမော၅ချက်ကာတာကို၅ခေါက်ရွတ်ဆိုပြီးပြီဆိုတာနဲ့အိမ်ဖျားမှာအုံနှုတ်ခေါက်ဆွဲလူပေးပါအိမ်ဖျားမှာအုံနှုတ်ခေါက်ဆွဲလူတဲ့အချိန်မှာလေသူနဲ့ကိုနဲ့ကိုအမြန်ဆုံးအစဉ်ပြေဖို့သူနဲ့ကိုနဲ့ပြဿနာကြုံတွေ့နေရတဲ့ကိစ္စလေးအမြန်ဆုံးပြေပျောက်သွားဖို့ဘုရားမှာဆုတောင်းပါအစဉ်ပြေနေတဲ့သူတွေလုပ်မယ်ဆိုရင်လည်းပို့ပြီးတော့အစဉ်ပြေလိမ့်မယ်အစဉ်မပြေတဲ့သူတွေလုပ်မယ်ဆိုရင်တော့အစဉ်ပြေလာပါလိမ့်မယ်အားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေဒါလေးတွေလုပ်ပြီးပြီဆိုရင်ကိုယ့်ရဲ့အိမ်ရှိမှာကြီးငတ်တော်လေးတွေကိုအစာကျွေးပါကိုယ့်အိမ်နဲ့အနီးနားမှာရှိတဲ့ခွေးတွေကိုခွေးစာကျွေးတာတို့ဘာလို့လုပ်ပေးပါဒါတွေလုပ်ပေးနေပဲအားလုံးအဆင်ပြေကြပါစေအောင်မြင်ကြပါစေကျွန်တော်ကတော့ဗေဒီနေ့ရရအစီမံဆရာအောင်ဖုံးမြတ်ပါ